မင်္ဂလာပါရှင်ဖေဖော်ဝါရီလ25ရက်နေ့အတွက်နောက်ဆုံးရမိုးလေဝသနဲ့ရာသီဥတုခန့်မှန်းချက်တွေကိုတင်ဆက်ပေးပါမယ်ရှင်ဒီကနေ့ဖေဖော်ဝါရီလ24ရက်နေ့ညနေ9:30မိနစ်အချိန်တိုင်းထွာချက်တွေအရဘင်္ဂလားပင်လယ်အော်အရှေ့တောင်ပိုင်းမှာဖြစ်ပေါ်နေတဲ့လေပြင်းနဲ့ရေပုံဟာဆက်လက်တည်ရှိနေစေဖြစ်ပါတယ်ဒီလေပြင်းနဲ့ရေပုံဟာနောက်24နာရီအတွင်းအရှေ့ဘက်ကိုဆက်လက်ရွေ့လျားနိုင်ပြီးတဖြည်းဖြည်းအာရုံပြက်ပြဲသွားမယ်လို့သိရပါတယ်ဘင်္ဂလားပင်လယ်အော်မြောက်ပိုင်းနဲ့အနောက်အလယ်ပိုင်းတို့မှာတိမ်အနှဲငယ်ဖြစ်ထွန်းနေပြီးကပလီပင်လယ်ပြင်နဲ့ကြံဘင်္ဂလားပင်လယ်အော်တို့မှာတော့တိမ်အသင့်အတင်ကနေတိမ်ထူထပ်နေပါတယ်။မြမကံဝရန်တလျှောက်နဲ့ကမ်းလွန်ပင်လယ်ပြင်တို့မှာလှိုင်းအနှဲငယ်ကနေလှိုင်းအသင့်နဲ့ရှိမှဖြစ်ပြီးလှိုင်းမြင့်ကတော့4ပေကနေ6ပေခန့်အထိရှိနိုင်ပါတယ်။ဖေဖော်ဝါရီလ25ရက်နေ့မွန်တဲချိန်အထိရန်ကုန်တိုင်းပဲခူးတိုင်းနဲ့အေရဝတီတိုင်းတို့မှာနေရာကျကျနေပြည်တော်မန္တလေးတိုင်းမကွေးတိုင်းစကိုင်းတိုင်းထပ်ပိုင်းတရနာရီတိုင်းကချင်ပြည်နယ်ကရင်နီကယားပြည်နယ်ကရင်ပြည်နယ်မွန်ပြည်နယ်ရခိုင်ပြည်နယ်နဲ့ရှမ်းပြည်နယ်တို့မှာတော့နေရာကွက်ကြားမိုးထစ်ချုံရွာနိုင်ပြီးရွာရင်ရာနှုန်း80ဖြစ်ပါတယ်။စကိုင်းတိုင်းအောက်ပိုင်းနဲ့ချင်းပြည်နယ်တို့မှာတော့တိမ်ရတဲ့ဖြစ်ထွန်းပါမယ်။တရနာရီတိုင်းမှာမိုးတိမ်တောင်တွေဖြစ်ထွန်းလျက်ရှိပြီးအဆိုပါမိုးတိမ်တောင်များရွေရှားရနေရာတစ်လျှောက်မှာမိုးရွာသွန်းခြင်းနဲ့အတူလေပြင်းတိုက်ခတ်ခြင်းမိုးထစ်ချုံခြင်းမိုးကြိုးပစ်ခြင်းလျှက်စင်းလက်ခြင်းနဲ့မိုးသီးကျွေခြင်းစားတဲ့မိုးလေဝသဖြစ်စဉ်တွေဖြစ်ပေါ်နိုင်တဲ့အတွက်ကြိုတင်သတိပြုနေထိုင်ကြဖို့လိုပါမယ်။နောက်2ရက်အတွင်းနေပြည်တော်ရန်ကုန်တိုင်းပဲခူးတိုင်းမကွေးတိုင်းစကိုင်းတိုင်းအေရဝတီတိုင်းတရနာရီတိုင်းကချင်ပြည်နယ်ကရင်နီကယားပြည်နယ်ကရင်ပြည်နယ်မွန်ပြည်နယ်ရခိုင်ပြည်နယ်နဲ့ရှမ်းပြည်နယ်တို့မှာနေရာကွက်ကြားကနေနေရာကျကျမိုးထစ်ချုံရွာနိုင်ပါတယ်။ပဲခူးတိုင်းမှာတော့ဖေဖော်ဝါရီလ24ရက်နေ့ကနေမတ်လ2ရက်နေ့အထိတပတ်တာကာလအတွင်းပဲခူးတိုင်းအရှေ့ခြမ်းမှာမိုးပွဲအနှဲငယ်တွေကြားနိုင်တာကလွဲပြီးမိုးများများရွာသွန်းနိုင်မဲ့အခြေအနေမရှိဘူးလို့သိရပါတယ်။ဖေဖော်ဝါရီလ25ရက်နေ့မှာတော့24နာရီအတွင်းရွာသွန်းနိုင်တဲ့မိုးရေချိန်ပမာဏက9မီလီမီတာ 3.2 လက်မခန့်သာရွာသွန်းရရှိနိုင်ပါတယ်ရှင်။